ဆိုရင်ကျတို့ဒီနေ့နောက်ထပ်တစ်ပုံလေးကဒီပုံလေး try ကြည့်မယ်ပေါ့နော်အဲ့ဆိုကျတို့ဒီ center မှာရှိတဲ့ square လေးကိုပြင်ဆွဲမယ်သူက diameter 30နဲ့ diameter 80နဲ့ဒီမှာခေါ်အဲ့ဆိုရင် C enter point တစ်ချက်ကလေးရှာမယ် D enter 30 enter ပြီးရင် C enter ပဲထပ်ခေါ်မယ် point ရှာမယ် D enter 80နဲ့ဒီမှာခေါ် enter ပြီး L enter နဲ့ကျတို့ဒီကနေပုံဘယ်လောက်ပါမှာလဲဆိုရင်102 enter အဲဆိုရင်ကျတို့ဒီ center မှာရှိတဲ့ဟာလေးကကြတော့စဝိုင်းက diameter 28ရဲ့ diameter 30 radius 30 C enter point ချမယ် D enter 28 enter C enter ထပ်ခေါ်မယ် point ချမယ် radius 30ဆိုတော့30 enter ဆိုရင်စလုံးလေးနှလုံးရမယ်ပြီးရင် L enter ကျတော့ဒီအောက်ရှည်ကနေပြီးမှ shift right click ခံမယ်တန်းကြောင်ယူမယ်ဒီအလုံးလေးကိုထိလိုက်အဲကျတော့ဒီအပိုင်းလေးဆွဲချက်အဲဆိုရင်ပြီးကျတော့ဒီကနေဒီထိကဘယ်လောက်กว่าလဲလို့ပြောရင်ကျတော့ဒီဆက်ဝိုင်းလေးကနေဒီဆက်ဝိုင်းရဲ့စင်တာလေးနော်အဲ့ဒါလေးဆွဲချက်နဲ့ဆိုတော့ဒီမြင်းနဲ့လာဆက်တဲ့နာလေးဆွဲရမှာအဲဒါကျတော့ reference မြင်းတစ်ချောင်းဆွဲလိုက်မယ်အဲ့ဒါ enter point ရှာမယ်ဟိုဘက်ကနည်းနည်းရှည်ရှည်လေးဆွဲထားလိုက်ရတယ်ပြီးရင် extend ဆက်မယ် EH enter enter ဒီမြင်းလေးကို click ပေးလိုက် click ပေးလိုက်အဲဒါဆိုသူတို့နှစ်ခုစုံတဲ့နောက်မှာ C enter နဲ့ point ရှာမယ် radius ကဘယ်လောက်လဲလို့ပြောရင်ဒီသေးလေးက diameter 30သူ့အပေါ်ကတလောက diameter 20 D enter enter C enter ထပ်ခေါ်မယ် point ရှာမယ် D enter 20 enterအဲဆိုရင်ကျတို့ဒီဘက်စလုံးလေးရသွားအဲဆိုရင်ကျတို့ဘာလေးဆွဲမလဲဆိုတော့သူတို့ဒီဆက်လုံးနဲ့ဒီဆက်လုံးကြားထဲမှာရှိတယ်ဒီ white လေးအဲဆိုကျတို့ဒီ reference မြင်လေးကဖြတ်လိုက်လို့ရတယ် enter နဲ့ဆွဲမယ် shift right click ခေါ်မယ်တန်းကြံဝင်ယူမယ်ဒီအပြင်ကျတို့ဒီပြင်လေးမှာတစ်ချက်ထိမယ် shift right click ခေါ်မယ်တန်းကြံမယ်ဒီအတွင်း line အတွင်းဆက်ဝိုင်းလေးရဲ့အောက်မှာတစ်ချက်ကျတော့မြင်းလေး reference မြင်းလေးတစ်ချောင်းဆိုတော့ပြီးကျတော့ C enter temporary radius ကိုယူမယ်ဒီအဝန်းမှာတစ်ချက်ကလစ်မယ်ဒီမြင်းဖြောင်းလေးမှာတစ်ချက်ကလစ်မယ် radius 50ရှိတဲ့စက်ဝိုင်းလေးဆိုရင်အဲဒါဆိုဒီအ white လေးရမှာပေါ့နော်အဲဆိုရင် trim T R enter enterဒီ white လေးရတယ်အဲ white လေးရလဲကျတော့ဒီအောက်ဘက်မှာလည်းဒီ white လေးရှိတယ်ဆိုတော့ offset ရမယ် O enter 20 enter ပြီးလက်လေးရှုလိုက်မယ်သူက radius 10နဲ့ရှုမှာ F enter R enter 10 enter ဒီဟာလေးတစ်ချက်ပြမယ်ဒါလေးတစ်ချက်ပြအဲဆိုရင်ကျတော့ white လေးရအဲဆိုသူရတော့ဆိုရင်သူ့ကိုဘာလို့မှလဲဆိုရင် mirror ခေါ်လိုက် M I enter check လိုက်မယ်အပေါ်တက်တက်ထောင်းမယ် no okay အဲဆိုရင်ဒါလေးတစ်ခုရပါအဲဆိုကျတော့အပေါ်အ white လေးပဲကျန်တယ်အဲဒါလေးက L enter ကျတော့ဒီ center point ကနေအပေါ်ဘယ်လောက်ထောင်းမလဲဆိုရင်မြင်းပိုင်းက153.5ဆိုရဲမြင်းပိုင်းလေးထောင်းလိုက်မယ်ပြီးရင် C enter နဲ့ဒီမြင်းပိုင်းရဲ့ center point တစ်ချက်ကလေးနဲ့အပေါ်ထိပ်မှာတစ်ချက်ပြင်ချင် trim ပြတ်မယ် T R enter enter okay ဒီဝင်လာပြီဖြစ်မယ်ဒီဝင်လာပြီဖြစ် okay ဆိုရင်ကျတော့ဒီဒါလေးကပြီးသွားပြီဆိုရင်ကျတော့သူ့ကိုကျတော့ array ပွားမှာပေါ့เนาะဒီအပိုင်းလေးကို array ပွားမယ်ဆိုတော့ A R R A Y array enter ဆက်လက်မှတ်မယ်ဒါလေးမြင်းနှစ်ကြောင်းပါဆက်လက်မှတ်မယ် enter ခေါက်မယ်ပူလာနဲ့ပွားမယ်ဒီကောင်ရဲ့ center မှာ item ကကျတော့၄ခုပဲလုပ်ချင်တာဆိုတော့ for enter for enter အဲ့ဒါလေးရအတိုင်းဒီကျတော့သူ့ကိုဆက်လက်မှတ်မယ် h proof ဖြုတ်မယ် h enter ပြီးတော့မှဒီခလေကအဝိုက်လေးတွေက diameter 20 diameter 20ဆိုတော့ radius ပြောင်းရင် radius 10ပေါ့ F enter R enter 10 enter တစ်ချက်လေး